တဲနီတက်ကြီးအတက်ခီးမှာခြံရစ်မထားခဲ့တဲ့စစ်တီလေးတွေဘရန်ဒန်လောင်းဝင်လာမြောက် OK Sport ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်အသင်းတိုင်းမှာတွဲမြင်ပြီးတက်ကြတဲ့ပွဲကစားသမားတွေရှိပါတယ်ဒီကစားသမားတွေကများသောအားဖြင့်အသင်းအကောင်းဆုံးဖုံးရင်တော့မှတောက်တိုင်တော့တတ်မှတ်ရမယ့်ကစားသမားတွေပါအသင်းအသက်သွေးကြောကစားသမားတယောက်မရှိတော့ဘူးဆိုရင်အသင်းရဲ့လည်းပတ်ပုံကလည်းရက်တန့်သွားနိုင်ပါတယ်ဘရူနို ဖိုင်နယ်ကိုပရိသတ်တွေကစစ်တီလေးတဲ့ဘရူနိုလို့ခေါ်ကြပါတယ်တကယ်လည်းဘရူနိုတယောက်ဟာဒီလောက်ထိဆွဲဆောင်ရပါတယ်ဖိုင်နယ်ကအသင်းလိုအပ်တဲ့အချိန်မှာတွင်းကိုတွေဖန်တီးမှုတွေဥဆောင်မှုတွေကာကွယ်မှုတွေကိုပေးနိုင်တဲ့အသင်းကောင်းဆောင်စစ်စစ်တယောက်ဖြစ်နေပါတယ်ဒီတစ်ပတ်မှာချန်နိုင်တန်ဟာခွေဆယ်ပဲတဲ့အသင်းကို Old Trafford မှာအခန့်ရှင်မြန်ကစားခဲ့ပါတယ်ဒီဘက်မှာ United တို့ Stoke City ကိုပေးလိုက်ရပေမဲ့ကမ်းမတ်ပြန်လာနိုင်ခဲ့ပြီး 2-1 နဲ့နိုင်ရရှိခဲ့ပါတယ်ဒီဘက်မှာ United အတွက်ချီပါကို Bruno Fernandes ကပနယ်တီကနေဆင်သွင်းယူပေးခဲ့ပါတယ် United အတွက်အနိုင်ကိုဖြစ်လာမဲ့ဗိုးတန်အတွင်းကိုတော့ဂိုးမျိုးနေတဲ့တိုက်စစ်မှုအသစ်လေး Benjamin Sesko က Fernandes ရဲ့ဖန်တီးမှုကနေတဆင်သွင်းယူနိုင်ခဲ့ပါတယ်ဘိုင်ကကားရဲ့အတွက်သူတောင်းဝင်ယူထားတဲ့ခုနှစ်ပွဲမှာ6ပွဲအထိအနိုင်ရရှိထားသလိုအခုထိရှုံးပွဲမရှိသေးပါဘူးUnited ကလည်း Aston Villa ချေချော်တာကိုခွင်ကောင်းယူပြီးအဆင့်3နေရာကိုတင်ပိုက်နိုင်ခဲ့တာကြောင့် Champions League ဝင်ခွင့်ကတေချာတဲ့တေချာလာနေပါတယ်ဒီပွဲအတွက်အကောင်းဆုံးစားမဆိုရင် Bruno Fernandes ကိုပဲပြရမှာပါ Fernandes အပရာဟင်မှာလှုပ်ရှားတင်အားကြောင့်ကုသနေတော့အသင်းကိုရတဲ့အချိန်လေးမှာ Nice နှစ်ပိုင်းအကြံပေးပြောပြနေတာကိုတွေ့ခဲ့ကြပါတယ် Fernandes ကပြောနေတဲ့ဥဆောင်ခဲ့တာမဟုတ်ပါဘူးဒီပွဲမှာ Fernandes ကအသင်းကိုတကောဖန်တီးမှုတစ်ကြိမ်အပြင်ထိချက်86ကြိမ်ပြန်မဲ့ area အတွင်းပေးပို့မှု9ကြိမ်ခွင့်ဖန်တီးမှု6ကြိမ်ပြန်မဲ့ခွေးရီယာအတွင်းထိချက်4ကြိမ်တယောက်ချင်းပြတ်ကျော်မှု3ကြိမ်မှ2ကြိမ်အောင်မြင်ခဲ့ပြီးအသင်းအကောင်းဆုံးစားမဖြင့်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်Fernandes ဟာဒီပွဲမှာအတွင်းကိုဖန်တီးမှုတွေနဲ့ပဲမချန်နယ်တက်မှာသမိုင်းတစ်ခုရေးသားနိုင်ခဲ့ပါတယ် Fernandes ဟာဖန်တီးမှုအကြိမ်100ဖြစ်သွားခဲ့ပြီး United အတွက်အတွင်းကိုရောဖန်တီးမှုပါအကြိမ်100နဲ့အထက်ရရှိခဲ့တဲ့သမိုင်းတစ်လျှောက်တတိယမြောက်ကစားမဖြစ်လာခဲ့ပါတယ် Fernandes ဟာဂျီယာဒီမှာ Premier League မှာ25ပွဲပါဝင်ကစားပေးထားရမှာအတွင်းကို9ကိုဖန်တီးမှု73ကြိမ်ပြုလုပ်ထားပြီးဖြစ်ပါတယ် Fernandes ဟာလေအတွင်းဖန်တီးမှုအများဆုံးစားမဖြင့်အားလုံးကိုဦးဆောင်ထားပါတယ်ဒီမတန်းဟာ2017စနစ်ဘောလုံးရာသီနောက်ပိုင်း United ကစားမတရားရဲ့အကောင်းဆုံးစွမ်းဆောင်ရည်လည်းဖြစ်ပြီးလက်ကျန်ရာသီမှာဆက်လက်တိုးတက်လာနိုင်ပါသေးတယ်ဒါပေမဲ့မန်ချက်နိုင်တက်ကမောင်းရနိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်တော့မဲ့ဆဲဆဲဖြစ်နေပါတယ်။ United ဟာအသင်းကိုလူငယ်တွေနဲ့သွေးတစ်လောင်းနေတော့အသင်းကလာဆောင်မြေစီနီယာတွေကိုတယောက်ပြီးတယောက်ဖယ်ထုတ်နေပါတယ်။ရာသီကုန်လို့စာချုပ်ကိုရင် Casemiro ထွက်ခွာမယ်ဆိုတာကြီးညာထားတဲ့ United ဟာအသက်30ကျော်လာတဲ့ Casemiro ကိုလည်းရောင်းချသွားဖို့မနေ့ကလေးကစီစဉ်နေခဲ့ပါတယ်။ဒီတရားဒီတော့ Fernandes ကလည်းအသင်းကနေတကယ်ထွက်ခွာသွားနိုင်ပါတယ်။ Fernandes ဟာ Real Madrid နဲ့ဂေါ်လာဟာလာတွေကိုတော့ငင်းဆန်ထားပေမဲ့ Bayern Munich နဲ့တော့သတင်းတွေထွက်နေပါသေးတယ်။ Sorry bro လေးအသင်းအိမ်လေကလည်း Fernandes ကိုစိတ်ဝင်စားနေတော့မှ Fernandes ကိုယ်တိုင်ကလည်းစင်ကာမှုအသစ်တွေကိုရှာဖွေဖို့အသင်းပြောင်းရွှေ့လာနိုင်ပါတယ်။တခုရှိတာကအသင်းကိုလူငယ်တွေနဲ့ကြီးပဲတီဆောက်လို့တော့မရပါဘူး။ Fernandes ဟာလက်ရှိမှာ Man United အတွက်တွေမကဘဲ Premier League ရဲ့အကောင်းဆုံးကွင်းလင်ဆောင်မှာပါ။ United ကတစ်ချိန်ကရွှေခေတ်စီကိုပြန်မယ်လို့ကြွေးကြော်ထားရင်ဘယ်နည်းပြကိုပဲရွေးသူတို့စီမှာအားကိုးရတဲ့ Fernandes လို့အသင်းကောင်းဆောင်လို့အပ်နေပါတယ်။တင်းနီတက်ကြီးအညွန့်လူနဲ့အတက်ခီးမှာအကောင်းဆုံးကစားသမားစစ်တီလေးသိန်း Bruno ကိုချန်ထားမေးခဲ့တဲ့မှုဆိုတာကတော့တတိချက်စရာအမှန်တရားတစ်ခုဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုကလောက်ပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။